ဘုံမောက်ကိုနိုင်ယူပြီးဥရောပဝင်ခွင့်ပြန်လည်ရရှိဖို့ကြိုးပမ်းရမယ့် Manchester United အားလုံးပဲမင်္ဂလာပါ United Principal Facebook Page နဲ့ YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်နောက်ဆုံးကစားတဲ့ကိုပွဲမှာတပွဲသာရှုံးနေထားတဲ့ Manchester United တင်ဟာဒီတစ်ပတ် Premier League ပွဲစဉ်16မှာအမှတ်ပေးစရာအဆင့်14နေရာမှာရပ်တည်နေတဲ့ဘုံမောက်တင်တဲ့ရေးဆိုင်မှာဖြစ်ပါတယ်ဘုံမောက်ကလက်ရှိ United နဲ့ရှင်ချွမ်းဆောင်ရေးပိုင်းကြာဆင်းလာတဲ့တင်ဖြစ်ပြီးနောက်ဆုံးကစားတဲ့6ပွဲမှာတပွဲမှအနိုင်မရရှိထားတဲ့တင်မှာ၄ပွဲထိရှုံးနေထားပြီး2ပွဲသေချထားတဲ့အသင်းဖြစ်တာကြောင့် United နဲ့အတွေ့မှာနိုင်ပွဲရရှိဖို့ကြိုးစားလာမယ့်အသင်းဖြစ်ရှိနေပါတယ်United ကတော့ပုံစံကောင်းပြသထားတဲ့အသင်းလို့ပဲပြောရမလားနည်းငယ်ချစ်ပြန်မှန်လာတဲ့အသင်းလို့ပဲပြောရမလားဖြစ်နေပါတယ်ရှေ့ကပွဲစဉ်တွေမှာဘုံမောက်အသင်းထက်ကောင်းပါတယ်ဆိုတဲ့အသင်းတွေကိုအနိုင်ယူပြထားသလိုဘုံမောက်အောက်ရောက်နေတဲ့ဝက်ဆန်လိုအသင်းကိုတောင်တည်ကြထားပါတယ်မကြခင်တော်တွင်မှာကျင်းပမဲ့အာဖရိကဖလားပွဲတွေကြောင့်အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့အာမတ်ဒီယာလိုအဘူမိုမာဇူရာဝီတို့ကိုလက်လွတ်ရဖို့ရှိနေတာကြောင့်ဘုံမောက်နဲ့ပွဲမှာကစားသမားစုံလင်ပွဲထုတ်လာနိုင်နေဆိုပေမဲ့ United ဘက်ကလက်ရှိချိန်ထိအာမတ်အဘူမိုမာဇူရာဝီတို့ကိုဘုံမောက်နဲ့ပွဲမှာပါဝင်နိုင်ခြင်းရှိမရှိထုတ်ပြန်ထားခြင်းမရှိသလိုဒီကြောင်းနဲ့ပတ်သက်ပြီးလှုပ်ဝက်ထားကြောင်းပြောဆိုထားပါတယ်အဆိုပါကစားသမား3ဦးကိုအာဖရိကပြိုင်ပွဲအတွက်အသင်းကနေထွက်ခွာခွင့်ပြုလိုက်ပြီးဆိုတာနဲ့ဘုံမောက်အတွက်နီးစနစ်ပိုင်းအားသာချက်ဖြစ်သွားမှာဆိုတဲ့အတွက်လှုပ်ဝက်ထားတာဖြစ်ပါတယ်။နှစ်သင်းကြားထိပ်တိုက်တွေ့ဆုံမှုတွေအရ United နဲ့ဘုံမောက်ချီစွမ်းကပြီးခဲ့တဲ့နှစ်တာအတော်တွင်အထိတသင်းနဲ့တသင်းတိတိတတ်တာအသာစီးရရှိထားခြင်းမရှိပဲသူတို့ပြန်ကိုယ်တလက်အနေထားမှာသာရှိနေပါတယ်။လက်ရှိတစ်ချိန်တွေ့ဆုံမှုမှာ United ကအင်ကွင်းလည်းဖြစ်သလိုဒီယာတီအကောင်းဆုံးအနေထားမှာရှိနေတာကြောင့်အနိုင်ရရှိနိုင်ခြင်းအများပြားရှိနေပါတယ်။နိုင်သုံးမှမရလို့လည်းမဖြစ်တဲ့အနေထားပါ United ဟာတပွဲနိုင်ရင်ချီကျူးခံရပေမဲ့တပွဲရှုံးလိုက်တာနဲ့ဝေဖန်မှုတွေချက်ချင်းမြင့်တက်လာတဲ့အသင်းဖြစ်တာကြောင့်လက်ရှိဘုံမောက်အခြေအနေအရအနိုင်ရတဲ့ပွဲမှာအနိုင်သုံးမှလက်လွတ်လိုက်ရင်နီးပြပေါ်ဖိအားပုံမှုကြီးမားလာနိုင်ပါတယ်လာမယ့် Aston Villa နဲ့ပွဲကစပြီးကစားသမားပြေဆုံးတဲ့မကစားရမယ့် United အတွက်ဒီပွဲကတေချာပေါက်အနိုင်သုံးမှရယူနိုင်မှရပါလိမ့်မယ်ဘုံမောက်ကသာ United အသင်းအနိုင်ရရင်လက်ရှိရပ်တည်နေတဲ့အမှတ်ပေးစရာအဆင့်900ထက်အပေါ်ကိုဆက်တက်လာမှာဖြစ်ပြီးထိပ်ဆုံးကနေ Arsenal Man City အသင်းတွေနဲ့ရမကွာဟမှုလည်းရှော့ချနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဒီပွဲဟာ United အတွက်အနိုင်ရလက်သာရွေးချယ်ခွင့်ရှိတဲ့ပွဲစဉ်တစ်ပွဲလို့ပဲဆိုရမှာပါဘုံမောက်က United နဲ့ပွဲမှာခံစစ်နဲ့တိုင်ပြန်တိုက်စစ်ကိုအားထားလာနိုင်ပေမဲ့နောက်ဆုံးပွဲတွေမှာခံစစ်ပိုင်းမတည်ငြိမ်တာတွေကြောင့် United အတွက်အခွင့်အရေးတချို့ရလာနိုင်ပါတယ်United ရဲ့လက်ရှိပုံစံကိုပြန်ကြည့်မယ်ဆိုရင်ခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိဘူးဆိုပေမဲ့ရလက်ပိုင်းအနေနဲ့ကတဖြည်းဖြည်းပြန်တည်ငြိမ်လာတဲ့အနေအထားမှာရှိနေပါတယ်အရေးကြီးရင်ကြည့်သလို Bruno Mason တို့ကအသင်းကိုထမ်းတင်ပေးနေပြီးနိုင်ရလက်ရရှိဖို့မဖြစ်မနေအသင်းအတွက်ရုံးပေးလေးရှိပါတယ်ဘုံမောက်ကလက်ရှိမှာလည်းရလက်ပိုင်းတည်ငြိမ်နေသလိုဇရာအောက်ပိုင်းကိုသာထိုးဆင်းနေတဲ့အသင်းဆိုပေမဲ့အနိုင်မသိချိုင်းအောင်တည်တမတ်ရဖို့ကြိုးစားသွားမှာဖြစ်ပါတယ်ရှေ့ပွဲတွေမှာခံစစ်ပိုင်းအမားတွေများလာသလိုကွင်းလင်းမှာလည်းပြိုင်ပွဲတွေကိုထိန်းချုပ်နိုင်မှုနဲ့ပါလာတာတွေကြောင့် United လို့အသင်းနဲ့ရင်ဆိုင်ရတဲ့အခါဖိအားတွေရှိနေမှာတော့သိကြပါပဲ United အနေနဲ့အင်ကွင်းအားသာချက်နဲ့အတူဘုံမောက်ရဲ့အားနည်းချက်တွေအမားတွေကိုဒီပွဲမှာအခွင့်အရေးရယူနိုင်ဖို့လိုအပ်နေပြီးအမားခံလို့မရတဲ့အခြေအနေမှာရှိနေပါတယ်။မားရင်တော့ထုံးစံတိုင်း1 ပြစ်ဖို့မဲ့သူတွေပဲရှိနေသလိုနီးပြအောက်ဆိုတဲ့ပြောဆိုမှုတွေကလည်းနားနဲ့မဆက်အောင်ကြားရမှာပါ။ဆိုတော့အမေရိကန်နဲ့ United တင်တွက်ဒီပွဲကရေကုန်ရေကန်းစူးစမ်းပြီးအနိုင်သုံးမှတ်ရရှိအောင်ဆွမ်းဆောင်အောင်ပွဲပဲဖြစ်ပါတယ်။ United ကိုချင်ခင်ကြတဲ့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာကောင်းတဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ United Principal Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ YouTube ပေးခဲ့တာကျေးဇူးတင်ပါတယ်။